ပွဲတိုင်းနိုင်နေတဲ့ဂျိုရှွာဘန်ရဲ့ဂျင်းထဲကညီကိုတို့လုံးဝမသိသေးတဲ့လှုပ်ဝက်ချက်များအားလုံးပဲမင်္ဂလာပါခန်းဖိုင်နျူးကတင်ဆက်နေပါတယ်လူတိုင်းကဂျိုရှွာဘန်ကိုကန်ကောင်းလို့ UFC မှာပွဲတွေတောက်လျှောက်ရနေတာလို့ထင်ကြပါတယ်ဒါပေမဲ့အမှန်တကယ်တော့သူဟာပွဲမရှိတဲ့အချိန်မှာတောင်ဂျင်းထဲမှာငရဲခံပြီးလေ့ကျင့်နေလို့ပါဒီနေ့မှာတော့ပွဲတိုင်းကိုအနိုင်ရနေုံနဲ့မကပဲဘယ်အချိန်ပွဲခေါ်ခေါ်အမြဲအစင်းသင်းဖြစ်နေတဲ့ဂျိုရှွာဘန်ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေနောက်ွယ်ကညီကိုတို့လုံးဝမသိသေးတဲ့ဂျင်းထဲကလှုပ်ဝက်ချက်တွေအကြောင်းကိုတစ်ချက်မကြံဖွင့်ချပေးသွားမှာပါနံပါတ်1 stay ready အမြဲအစင်းသင်းဖြစ်နေရခြင်းရဲ့လှုပ်ဝက်ချက်ဖိုက်တာအများစုဟာပွဲပြီးရင်အားလျက်တွေယူပြီးခီးထွက်တာအစားအသောက်တွေအဝါစားတာမျိုးလုပ်လို့ရှိပါတယ်။ဒါပေမဲ့ဂျိုရှွာဘန်ကတော့ပွဲပြီးလို့တပတ်လောက်ပဲနားပြီးတာနဲ့ဂျင်းကိုချက်ချင်းပြန်သွားပါတယ်။သူ့ရဲ့မူဝါဒက stay ready so you don't have to get ready အမြဲအစင်းသင်းဖြစ်နေရင်ပြင်ဆင်နေစရာမလိုတော့ဘူးလို့သူကယုံကြည်ထားတာပါ။သူဟာပွဲရှိမရှိခန္ဓာကိုယ်ကို80%အမြဲအစင်းသင်းအနေထား peak condition မှာရှိအောင်ထိန်းထားပါတယ်။အကြီးမားဆုံးအားသာချက်ကတော့ weight ထိန်းတာ weight management ပါပဲ။ပွဲမရှိတဲ့အချိန်မှာတော့သူ့ရဲ့ weight ကိုပွဲထိုးမဲ့ weight နဲ့တိတ်မကောအောင်ထိန်းထားတာကြောင့်UFC ကနောက်တစ်ပတ်ပွဲထိုးရမယ်လို့ဖုန်းဆက်လာရင်သူကငါအစင်းသင်းမဲလို့ရဲဝံ့ပြန်ပြောနိုင်တာပါဝိချရတဲ့ဒုက္ခကသူ့အတွက်တခြားသူတွေလောက်မပင်ပန်းတော့တာဟာသူ့ရဲ့ပွဲထိုးဖို့အစင်းသင်းဖြစ်နေရခြင်းရဲ့တော့ချက်ပါပဲနံပါတ်1ကာဒီယိုကင်းဖြစ်လာစေတဲ့တနေ့3ချိန်ငရဲကန်းလေ့ကျင့်မှုဂျိုရှွာဘန်ရဲ့အကြီးမားဆုံးလိုအပ်ချက်ကတော့သူ့ရဲ့မကုန်ခန်းနိုင်တဲ့အမောခံနိုင်ရေးကာဒီယိုပါပဲဒါဟာတခြားသူတွေလိုပစ္စည်းကိရိယာတွေသုံးဆွဲတာမျိုးမဟုတ်ပဲတနေ့ကို3ချိန်တိတိဂျင်းစင်းပြီးလေ့ကျင့်တဲ့ပြင်းထန်တဲ့စီးကမ်းကြောင့်ပဲဖြစ်ပါတယ်မနေ့စောစောမှာကာဒီယိုဆွဲခြင်းနေကင်းမှာ wrestling နဲ့ဗန်းပညာကိုအားစိုက်လေ့ကျင့်ခြင်းနဲ့ညနေဘက်မှာ sparring တိုက်ခတ်ခြင်းဆိုတဲ့ဒီတန်တရားကိုသူကနားရမရှိဖြတ်တန်းပါတယ်ဒီလိုမျိုးခန္ဓာကိုယ်ကိုအစွမ်းကုန်တွန်းပို့ထားတဲ့လေ့ကျင့်ခန်းစနစ်ကြောင့်ပဲပွဲထဲမှာပြိုင်ဘက်တွေအမောဆိုးနေချိန်မှာဂျိုရှွာဘန်ကတော့အခုလေးတင်ချင်းကထွက်လာသလိုမျိုးအားရင်အပြည့်နဲ့လက်သီးတွေတောက်လျှောက်ပြည့်သွင်းနိုင်နေတာဖြစ်ပါတယ်ဒါတည်းမကသေးပါဘူးသူဟာ high volume striking လို့ခေါ်တဲ့အနားမပေးတဲ့လက်သီးဆက်ရုပ်စနစ်ကိုသုံးပါတယ်တဲအိတ်လို့ခေါ်တဲ့ heavy bag ကိုတာမန်ထိုးတာမျိုးမဟုတ်ပဲ10မိနစ်အတွင်းမှာအချက်ရအများဆုံးကိုအမြန်ဆုံးတော့ high volume နဲ့တောက်လျှောက်ပြည့်သွင်းရတဲ့လေ့ကျင့်ခန်းပါဒီပြဖြစ်သူကသူ့ကိုတဲအိတ်ရှိမှရဲနေခွင့်မပေးပဲခြေလမ်းတွေနဲ့အတူဖက်ချလေလက်ပတ်ထိုးခိုင်းတာကြောင့်သူ့ရဲ့ပခုံးကြွက်သားတွေဟာတံမဏိလိုခိုင်မာလာပြီး3ကြီးလုံးလက်သီးအရှိန်မသေးပဲထိုးနိုင်တဲ့အဓိကတော့ချက်ဖြစ်လာတာပါနံပါတ်3 wrestling weight ဂျိုင်းရဲ့လူကောင်ကြီးတွေကိုတွန်းလှန်ခြင်းဂျိုရှွာဘန်က flyweight 125ပေါင်ဖြစ်ပေမဲ့ဂျင်းထဲမှာတော့သူ့ထက် weight တန်း20လောက်ကြီးတဲ့ bantamweight နဲ့ featherweight fighter တွေနဲ့ပဲနှစ်ပန်းသက် sparring လေ့ကျင့်တာပါလူကောင်ကြီးတွေကိုတွန်းလှန်နိုင်ရင်ကိုယ် weight တန်းကလူတွေကခလေးကစားသလိုဖြစ်သွားလိမ့်မယ်ဆိုတဲ့မူဝါဒကိုသူဆွဲကင်ထားပါတယ်ဒါကြောင့် UFC ဂျိုဝိုင်းထဲမှာပြိုင်ဘက်တွေကသူ့ကိုလဲချဖို့ကြိုးစားတိုင်းကြောက်ဆောင်ကြီးလိုခိုင်မာနေတာဖြစ်ပါတယ်နံပါတ်4နီးပြရဲ့ Sporting ရဲ့ Sparring နဲ့နီးစနစ်ကိုအလွတ်ကျက်ခြင်းသူ့ရဲ့နီးပြကဂျိုရှွာဘန်ကိုအမြဲတမ်းသတိရှိနေအောင်ဂျင်းထဲမှာရုတ်တရက်စိန်ခေါ်မှုတွေပေးလေရှိပါတယ်ဥပမာသူလေ့ကျင့်ခန်းလုပ်ပြီးလို့အိမ်ပြန်ကန်ဒီမှကဲအခုပဲ Sparring 3ကြီးဆက်ထိုးမယ်ဆိုပြီးဖိအားပေးတာမျိုးပါဒီလိုလေ့ကျင့်မှုတွေကသူ့ရဲ့အုံနောက်ကိုဘယ်အချိန်မှစစ်ပွဲစနိုင်နေဆိုတဲ့စိတ်သက် combat mindset သွင်းပေးလိုက်တာဖြစ်ပါတယ်တစ်ဖက်မှာလည်းအခြေခံနီးစနစ်တွေကိုထောင်နဲ့ချီတဲ့အချိန်ကြီးအထိထက်ကတလဲလဲလေ့ကျင့်ပြီးဘယ်အချိန်ဖြစ်ဖြစ်ထုတ်သုံးလို့ရအောင်တွေးထားတာကြောင့်ရက်တို့အတွင်းပွဲလက်ခံရရင်တော့သူကရဲရဲဝံ့ဝင်ထိုးနိုင်တာပါနံပါတ်5ပွဲနီးကနီးငရဲကန်းအစားအသောက်ဒိုင်ရက်ပလန်နဲ့စိတ်သက်စစ်စင်ရေးဂျိုရှွာဘန်ရဲ့အစားအသောက်ကတော့တကယ်ကိုစံပြပါပဲသူဟာပွဲနီးလာရင် soft free ဒိုင်ရက်စားမပါတဲ့အစားအစာတွေကိုပဲစားပါတယ်ခန္ဓာကိုယ်ထဲမှာရေဓာတ်မအောင်စားကိုလုံးဝဖျက်လိုက်ပြီးပြုတ်ထားတဲ့ကြက်ရင်ပုံသားနဲ့အစိမ်းရောင်ဟင်းသီးရွက်တွေကိုပဲအချိန်မှန်စားရတာပါဒါအပြင်ပွဲမတိုင်ခင်ညတွေမှာဆော်နာစုချွေးအောင်ဝစ်စုံနဲ့လေ့ကျင့်ခန်းလုပ်ရတာဟာသူ့အတွက်တော့တကယ်ငရဲကန်းပါပဲရေတောက်ပုံကောင်နီးပြကထိန်းချုပ်ပြီးဓာတ်စားတွေကိုအချိုးကျဖြော်ဆက်တောက်သုံးစေပါတယ်နောက်ထပ်ထူးခြားတာကတော့ psychological warfare visualization မှာသူကမျက်စိမဲ့ပြီးပြိုင်ဘက်ကိုဘယ်လိုထိုးမလဲသူကဘယ်လိုတုံးပြန်မလဲဆိုတာကိုအခါပေါင်းထောင်ချီပြီးစိတ်ထဲမှာပုံဖော်လေ့ကျင့်ပါတယ်ဒါကြောင့်ပွဲထဲမှာတကယ်အခြေအနေနဲ့ကြုံလာတဲ့အခါလုံးဝမထိတ်လန့်ပဲအလိုလျောက်တုံးပြန်နိုင်တာဖြစ်ပါတယ်နံပါတ်6ရေခဲစိန်ခြင်း the iPad reset လေ့ကျင့်ခန်းတွေပြီးသွားလို့ဒီကုလုံးနာကျင်နေချိန်မှာဂျိုရှွာဘန်ရင်ဆိုင်ရတဲ့နောက်ထပ်ငရဲကန်ကတော့ရေခဲစိန်တာပါပဲရေခဲတုံးတွေအပြည့်ရှိတဲ့ကန်ထဲမှာခန္ဓာကိုယ်တစ်ခုလုံးကို9မိနစ်ကနေ10မိနစ်အထိစိန်ရတာဟာကြွက်သားရောင်ရမှုကိုတက်တာစေပြီးခန္ဓာကိုယ်ကို reset ချပေးတာပါအေးလုံးလုံးတုံရင်နေတဲ့အချိန်မှာစိတ်ဓာတ်ကြမ်းခိုင်မှုရှိဖို့အသက်ရှူနှုန်းကိုမှန်အောင်ထိန်းခိုင်းပါတယ်မင်းရဲ့ခန္ဓာကိုယ်ကအေးခဲနေပေမဲ့မင်းရဲ့စိတ်ကတော့မီးတောက်နေရမယ်လို့နီးပြကအမြဲတမ်းပေးပါတယ်ဂျိုရှွာဘန်ကတော့ဒါဟာလေ့ကျင့်ခန်းလုပ်ရတာထက်ပိုဆိုးတယ်လို့ပြောလို့ရှိပေမဲ့ဒါကပဲသူ့ကိုနောက်တစ်နေ့မှာထပ်ပြီးကျန်းနိုင်အောင်လုပ်ပေးတာဖြစ်ပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့သူ့ရဲ့စိတ်ဓာတ်ပါသူကမြန်မာပြည်ကနေအမေရိကန်ကိုရောက်လာတဲ့အထိအခက်အခဲတွေအများကြီးကြော်ပြတ်ခဲ့ရသူဖြစ်လို့ UFC လိုစင်မြင့်ကအခွင့်အရေးမှန်သမျှကိုလက်လွတ်မခံချင်တာပါငါ့ကိုပွဲပေးရင်ငါထိုးမယ်ဆိုတဲ့စိတ်ကသူ့ကိုအမြဲတမ်းနှိုးချနေစေပြီးဘသူကမဆိုဘဲချိန်မဆိုရင်ဆိုင်မှုအစင်းသင်းဖြစ်နေစေခဲ့တာပါညီကုန်းချုပ်ရရင်တော့ဂျိုရှွာဘန်ရဲ့အောင်မြင်မှုနောက်ွယ်မှာညီကိုတို့မြင်တွေ့လိုက်ရတဲ့အတိုင်းသွေးချွေးနဲ့စီးကန်းတွေအများကြီးရှိနေပါတယ်နေရာမရွေးအချိန်မရွေးပွဲထိုးဖို့အစင်းသင်းဖြစ်နေတဲ့ဒီမြမကုံဆောင်ဂျိုရှွာဘန်ရဲ့ခီးလန်းကတော့တကယ်ကိုရင်ခုန်စရာပါပဲကဲညီကိုတို့ရေမြမကုံဆောင်ဆိုတဲ့ဂုံဘုတ်ကိုကမ္ဘာလေးမှာမမမက်ရက်တည်နိုင်မှုအတွက်သွေးချွေးရင်းပြီးတိတ်တိတ်ဆိတ်ဆိတ်ကြိုးစားနေတဲ့ဒီလူငယ်လေးကိုအရင်ကထက်ပိုပြီးချစ်ပေးကြပါပိုပြီးအားပေးကြပါလို့တိုက်တွန်းရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်